နဲ့ဆိုတယ်ဘာလို့ပါအဲ့ရလူငါလည်းဒီလားလေးနဲ့ချောင်းစုပ်ပေးမယ်ဆိုတယ်စမ်းလာလို့စမ်းလာမာလာမှာပြီးတော့စလစ်ဖတ်ထုံနေတဲ့နေရာဖြစ်ပါတယ်ကိုမွေးနေအတွက်ကိုယ့်ကိတ်ကိုကိုလူလာတဲ့အမှားကြီး